အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်ထေးဦးပါကျွန်တော်အခုဆိုရင်ဒဂုံမြို့တစ်အရှိပိုင်းမြို့နယ်တွေကအမတ်119ရပ်ကွက်နဲ့120ရပ်ကွက်ကြားမှာရှိတဲ့ထန်းတပင်လမ်းမကြီးပေါ်ကိုကျွန်တော်ရောက်ရှိနေပြီဖြစ်ပါတယ်ထန်းတပင်လမ်းမကြီးကပေတရာလမ်းမကြီးဖြစ်တယ်လွန်ခဲ့တဲ့လများကထန်းတပင်လမ်းမကြီးဒီမင်းရဲကျော်စွာနဲ့ဥမြူကိုသွားဖို့အတွက်တော်တော်ခက်ခဲဖြစ်တယ်ထီကယုံလမ်းနေနဲ့ကျွန်တော်တို့သွားလာဖို့ခက်ခဲတယ်အခုချိန်မှာထန်းတပင်လမ်းမကြီးဒီမြေသားလမ်းကိုကောင်းမွန်စွာအဆင့်မြင့်တင်ပြီးတော့မှတစ်ပင်ချုံတွေကိုရှင်းပြီးတော့မှလမ်းရိုးဖော်ထားပြီးဖြစ်တဲ့အခါမှာအခုဆိုရင်ဦးမြူလမ်းမကြီးနဲ့မင်းရဲကျော်စွာပေတရာလမ်းမကြီးနှစ်ခုကိုကျွန်တော်တို့ချိတ်ဆက်ပြီးတော့မှမော်တော်ယာဉ်တွေအခုမြင်တဲ့အတိုင်းပဲဝင်ထွက်သွားလာလို့ရရှိနေတဲ့အနေအထားကိုကျွန်တော်တို့မြင်တွေ့နေရပြီဖြစ်ပါတယ်အခုဆိုရင်119ရပ်ကွက်နဲ့120ရပ်ကွက်ကြားထန်းတပင်ဒီလူကြိုက်များလာပြီးတော့မှအလားအလာအဖြစ်စက်မှုစုံတွေနဲ့နီးတယ်နောက်တစ်ခါနိုင်ငံတော်ကအခုအိမ်ယာစီမံကိန်းလေလံတွေခေါ်ထားတဲ့အမှတ်120ရပ်ကွက်ကလည်းပဲနီးကပ်စွာဒီထန်းတပင်လမ်းမကြီးနဲ့ရှိနေတဲ့အတွက်ဖြစ်တဲ့ကြောင့်ထန်းတပင်လမ်းမကြီးကတော်တော်လေးကိုအသုံးပြုဖို့ပဲဖြစ်စေရင်းနှီးမြှုပ်နှံသူများအတွက်ပဲဖြစ်စေတော်တော်လေးကိုအဆင်ပြေတဲ့ပေတရာလမ်းမကြီးဘေးတင်မြေကွက်တွေရဲ့အနေအထားကိုကျွန်တော်အခုရိုက်ကူးတင်ပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့ပတ်ဝန်းကျင်မှာရောက်ရှိနေတဲ့အနေအထားတွေဖြစ်ပါတယ်အခုကျွန်တော်ထန်းတပင်လမ်းအတိုင်းရှောက်လာတဲ့အခါမှာကျွန်တော်ပကံလမ်းမကြီးကိုရောက်ရှိသွားပြီဖြစ်ပါတယ်ထန်းတပင်လမ်းမကြီးနဲ့ပကံလမ်းစုံရဲ့ပကံလမ်းပေ60လမ်းမှာ119ရပ်ကွက်ရဲ့ပကံလမ်းမကြီးအခုမော်တော်ယာဉ်ဝင်ထွက်သွားလာလို့ရတဲ့အနေအထားဖြစ်ပါတယ်ဒါကတော့အမှတ်120ရပ်ကွက်ရဲ့ပကံလမ်းအခြေအနေဖြစ်ပါတယ်လက်ရှိလမ်းရဲ့အလယ်မှာအိမ်ကြီးစတင်စောက်လုပ်နေပြီဖြစ်ပါတယ်ကျွန်တော်တို့အခုဆိုရင်စောက်လုပ်ရေး site ကိုဝင်နေပြီကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်120ပကံလမ်းမကြီးဖြစ်ပါတယ်ဒီရှေ့ကိုကျွန်တော်ဆက်သွားမယ်ဆိုရင်ဥမြူလမ်းမကြီးကိုရောက်ရှိတော့မှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်က119ရပ်ကွက်နဲ့120ရပ်ကွက်ကြားမှာရှိနေတယ်ထန်းတပင်လမ်းမကြီးနဲ့ပြည်တော်စုပေတရာလမ်းမကြီးစုံတဲ့နေရာကိုရောက်ရှိနေပြီဖြစ်ပါတယ်ပြည်တော်စုလမ်းမကြီးရှေ့မှာကျွန်တော်တို့ဆိုရင်အင်းဝလမ်းမကြီးကိုတိုက်ရိုက်ရောက်တဲ့ပြည်တော်စုလမ်းမကြီးပဲဖြစ်ပါတယ်120ပြည်တော်စုလမ်းမကတော့တစ်ပင်ချုံနဲ့အနှဲငယ်ပါလာတယ်မြေခွက်တွေအိမ်တွေရောက်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့မင်းရဲကျော်စွာလမ်းမကနေပြီးတော့ထန်းတပင်တိုင်းဆင်းလာတဲ့ပြည်တော်စုလမ်းစုံနေရာကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီနေရာကတော့အမှတ်119ရပ်ကွက်ရဲ့ပြည်တော်စုလမ်းမဖြစ်ပါတယ်လမ်းရိုးရှိတယ်တစ်ပင်အသုံးမပြုတဲ့အတွက်တစ်ပင်ခြုံတွေတွေကိုကျွန်တော်တို့အခုမြင်နေရတဲ့အတိုင်းပဲဖြစ်တယ်နေပြည်တော်စုကြောကက်လမ်းတွေမှာတော့လူနေအိမ်တွေရောက်ရှိနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်119ရပ်ကွက်လက်စစ်မီရရှိပါတယ်